ချင်းသေးကြီးကဘာနဲ့ကြွက်ကလေးမက်ကီခင်ကမြေကန်တပေကကျေပြောလာတဲ့တောအုပ်ကြီးတစ်ခုမှာချင်းသေးကြီးကဘာနဲ့ကြွက်ကလေးမက်ကီတို့ဟာအတူတကွနေထိုင်ကြပါတယ်သူတို့နှစ်ယောက်ရဲ့ခိုင်မြဲတဲ့တငယ်ချင်းတန်ရောစင်ကိုတတော်လုံးမှာရှိတဲ့တရဝတိုင်းကသိကြပါတယ်သူတို့နှစ်ယောက်ဟာဘလို့ကြောင့်ချစ်ဆုံးတငယ်ချင်းတွေဖြစ်လာတယ်လဲဆိုတာကလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမိုးဆိုးတစုဟာတောထဲကိုအမဲလိုက်ဖို့အတွက်ရောက်လာခဲ့ကြပါတယ်အဲ့ဒီချိန်မှာမိုးဆိုးတယောက်ကပြောလိုက်ပါတယ်ဟဲ့လူတွေဒီနေ့တော့လက်ပလာနဲ့ပြန်ဖို့စိတ်မကူးနဲ့နော်ကောင်းကြီးကြီးမိမှငါတို့ပိုက်ဆံတွေအများကြီးရမှာအဲ့ဒါကြောင့်အခုပဲအလုပ်ဆလိုက်ကြရအောင်ဒီလိုနဲ့မိုးဆိုးတွေဟာတစ်ပင်တွေကြားမှာပိုက်ကွန်တွေအများကြီးထောင်ထားလိုက်ကြပါတယ်နောက်ပြီးမိုးဆိုးတယောက်ကကျုံဝလိုက်ပြန်တယ်ဒီနေ့တော့မင်းတို့တောကောင်တွေသတိသာထားနေကြတော့ဘာလို့လဲဆိုတော့တောထဲကိုငါတို့အဖွဲ့ရောက်လာပြီကွာတခြားမိုးဆိုးတယောက်ကတော့ပါးစပ်ပိတ်ထားပြီးအလုပ်ကိုပဲအောင်ဆိုင်ဖို့တတိပေးလိုက်ပါတယ်ကဲခုမြေကန်တပေးမှလည်းပိုက်ကွန်တွေတွားထောင်ကြရအောင်အဲ့ဒီချိန်မှာချင်းသေးလေးကဘာဟာသူ့ရဲ့ဖခင်ရှီယာမိခင်ဖြစ်သူမီနီတို့နဲ့အတူလမ်းလျှောက်လာရင်ခလုတ်တိုက်မိကချော်လဲသွားပါတယ်ထိုအခါချင်းသေးကြီးရှီယာကပြောလိုက်ပါတယ်သတိထားကဘာတကယ်ချင်းသေးဆိုတာအမြဲတမ်းသတိရှိရတယ်မျက်စိလင်းရတယ်ဒီတောထဲမှာမိုးဆိုးတွေဝိုင်းနေပြီးခြေလမ်းတိုင်းမှာအန္တရာယ်ရှိတယ်ဒါကြောင့်အမြဲတမ်းသတိရှိနေဖို့လိုတယ်ဒါဖြစ်သူချင်းသေးလေးကဘာကိုသတိပေးပြီးရှေ့ကိုဆက်သွားကြတဲ့အခါကဘာနဲ့သူ့ရဲ့မိဘတွေဟာမိုးဆိုးတွေထောင်ထားတဲ့ပိုက်ကွန်ထဲကိုမတော်တဆတိုးဝင်ပြီးသွားပါတော့တယ်။တောင်းစလုံးပိုက်ကွန်ထဲမှာချိတ်မိသွားတဲ့အခါချင်းသေးကြီးရှီယာကအော်ပြောလိုက်ပါတယ်။မိုးဆိုးတွေငါတို့ကိုလွတ်ပေးကြစမ်း။မဟုတ်ရင်မင်းတို့ကိုကုန်ကိုက်တပ်ပြမယ်။ထိုအခါချင်းသေးလေးကဘာကလည်းအော်ဟစ်လိုက်ပါတယ်။ကဲကြပါအောင်ကျွန်တော်တို့ကိုကဲကြပါအောင်။ချင်းသေးလေးကဘာရဲ့အော်တန်ကိုကြားလိုက်ရတဲ့အခါကြွက်ကလေးမီဂီကသူ့ရဲ့တွင်ထဲကနေထွက်လာပါတယ်။ကြွက်ကလေးကသူတို့ကိုကူညီချင်ပေမဲ့ချင်းသေးတွေကိုကြောက်လဲကြောက်နေပါတယ်။ဒါပေမဲ့ပိုက်ကွန်ထဲမှာမိနေတဲ့ကဘာကိုမြင်တဲ့အခါမှာတော့သူ့ရဲ့ကြိုက်စိတ်တွေကိုဖျောက်ပြီးကူညီဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ထို့နောက်ကြွက်ကလေးကမေးလိုက်ပါတယ်ဟေ့မင်းတို့တွေဘာဖြစ်နေကြတာလဲထိုအခါကဘာကလန့်ပြောလိုက်ပါတယ်ငါတို့မဆိုးတွေထောင်ထားတဲ့ပိုက်ကွန်ထဲမှာမိနေတာပါငါတို့ကိုကယ်ပါအောင်မင်းငါတို့ကိုကူညီပေးနိုင်မလားထိုအခါကြွက်ကလေးမီဂီကပြန်ပြောလိုက်ပါတယ်မကြောက်ပါနဲ့တငယ်ချင်းငါမင်းတို့ကိုကူညီပေးမယ်ထိုအခါကဘာကထပ်ပြီးပြောလိုက်ပါတယ်ငါတို့ကိုမြန်မြန်ကယ်ပေးပါအောင်ငါမို့ဆိုးတွေရဲ့လှောင်ရင်ထဲကိုမသွားခြင်းဘူးဒီတော့ထဲမှာပဲနေကြတာပါအဲ့ဒီချိန်မှာပဲချင်းသစ်မိသားစုရဲ့အော်တန်ကြောင့်မုတ်ဆိုးတွေဟာသူတို့ပိုက်ကွန်ထဲမှာတားကောင်မိပြီဆိုတာသိသွားကြပြီးအပြေးလွှားရောက်လာကြပါတယ်ဟေ့ညီကိုတို့ဒီနေ့တော့ပါတီပွဲအတွက်ပြင်ဆင်ထားကြတော့အနည်းဆုံးချင်းသစ်3-4ကောင်တော့မိလောက်ပြီထင်တယ်မုတ်ဆိုးတွေရောက်လာကနေမှပဲကြွက်ကလေးမီကီဟာသူ့ရဲ့ထက်မြက်လာတဲ့သွားတွေနဲ့ကဘာရဲ့ပိုက်ကွန်ကိုအမြန်ကိုက်ဖြတ်ပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာမုတ်ဆိုးတယောက်ကပြောလိုက်ပါတယ်။ဟာအကိုကြီးချင်းသေးကတကောင်နဲ့မိတာမဟုတ်ဘူးချင်းသေးတမိသားစုလုံးပဲ။ထိုချိန်မှာပဲမုတ်ဆိုးတယောက်ကကြွက်ကလေးတကောင်ကိုမြင်သွားကဟေ့ဟိုကြွက်ကိုသွားမထောက်ကြစမ်းဟုဆိုလိုက်ပါတယ်။မုတ်ဆိုးတွေမဟန်တားနိုင်ခင်မှာပဲချင်းသေးလေးကဘာရဲ့ပိုက်ကွန်ဟာပြတ်တောက်သွားပြီးကဘာနဲ့မီကီတို့ဟာထွက်ပြေးပုန်းချောင်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ကဘာရဲ့မိဘတွေကိုတော့မုတ်ဆိုးတွေကဖမ်းခေါ်သွားကြပါတော့တယ်။အဲ့ဒီလိုနဲ့ချင်းသေးလေးကဘာကမီကီကိုပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်မီကီရဲ့မင်းကငါ့တက်ကိုကယ်တင်ခဲ့တာပဲမီကီကလည်းပြန်ပြီးတော့ပြောလိုက်ပါတယ်ငါတောင်းမှတဲ့တငယ်ချင်းရဲ့ငါမင်းတက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့မင်းရဲ့မိဘတွေကိုတော့မကယ်တင်နိုင်ခဲ့ဘူးထို့နောက်ကဘာကငါခုဘာဆက်လုပ်ရမလဲမသိတော့ဘူးဘယ်သူနဲ့နေရမလဲဆိုတာလည်းမသိတော့ဘူးထိုအခါမီကီကပြန်ပြောလိုက်ပါတယ်စိတ်မပူပါနဲ့တငယ်ချင်းရဲ့ငါရှိတဲ့လေငါတို့နှစ်ယောက်အတူတူနေကြမယ်ငါတို့ဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပြီပဲအဲ့ဒီချိန်ကစပြီးသူတို့နှစ်ယောက်ဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်။နှစ်ပေါင်းများစွာကြာသွားပြီးတဲ့နောက်မှာတော့ကဘာဟာတောအုပ်ကြီးတစ်ခုလုံးရဲ့ဘရင်ချင်းသေးကြီးဖြစ်လာခဲ့ပါတယ်။ဒါကိုမနာလိုတဲ့ခွေးဘူရီကသူတို့နှစ်ယောက်ကြားရန်တိုက်ပေးဖို့ကြံစီပါတော့တယ်။ငါဒီမီကီကိုအမြင်ကတ်လာပြီးသူကချင်းသေးကြီးကဘာရဲ့အာကိုနဲ့မောက်မှန်နေတာပဲ။သူ့ကိုတစ်ခုခုလုံးမဖြစ်တော့မယ်။အဲ့ဒီလိုနဲ့မြေခွေးဘူရီကသူတို့နှစ်ယောက်ကိုရန်တိုက်ပေးဖို့ပြင်ဆင်ပါတော့တယ်။ဒီလိုနဲ့တနေ့မှာချင်းသေးကြီးကဘာကချွက်ကလေးမီကီကိုအစာစားဖို့အတွက်လမ်းခေါ်လိုက်ပါတယ်။အဲ့ဒီချိန်မှာမြေခွေးဘူရီကချုံမိုထဲကနေချွက်ကလေးမီကီအတန်ဟန်ဆောင်ပြီးချင်းသေးကြီးကိုရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောလိုက်ပါတယ်။သွားစမ်းမှာမင်းသာမင်းစားငါ့ကိုလာမနောက်ရှက်နဲ့ချင်းသေးဆုပ်ရဲ့ဒီလိုနဲ့ချင်းသေးကြီးကဘာကအရန်ဝမ်းနဲ့သွားပါတယ်။နောက်တစ်နေ့မှာချွက်ကလေးမီကီကချင်းသေးကြီးကိုအစာစားဖို့လမ်းခေါ်တဲ့အခါမှာလဲမြေခွေးဘူရီကချင်းသေးကြီးအတန်ဟန်ဆောင်ကရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့လည်းတကယ်ချင်းနှစ်ယောက်ကအချင်းချင်းစကားပြန်ပြောကြည့်လိုက်တဲ့အခါမှာ
တယောက်ယောက်ကသူတို့ကိုရန်တိုက်ပေးနေမှန်းသိသွားကြပါတော့တယ်။အဲ့ဒီချိန်မှာချုံမိုထဲကနေအတန်ကြားလို့သွားကြည့်လိုက်ပြီးချင်းသေးကြီးကပြောလိုက်ပါတယ် ဟေ့မြေခွေးပူရီမင်းကငါတို့ကိုရန်တိုက်ပေးနေတာပေါ့လေခုချက်ချင်းထွက်လာခဲ့စမ်းမဟုတ်ရင်မင်းအသက်မရှိတော့ဘူးလို့သာမှတ်လိုက် ။ထိုရှင်ကြမှာမြေခွေးပူရီကကြောက်လန့်တကြားပြစ်ထွက်လာပြီးတောင်းပန်စကားပြောလိုက်ပါတယ် တောင်းပန်ပါတယ်ချင်းသေးကြီးရဲ့ကျမကိုခွင့်လွှတ်ပေးပါနောက်တစ်ခါမလုပ်တော့ပါဘူး ။လိုနဲ့ပုံမြင်လေးလည်းပြီးဆုံးသွားပါတော့တယ်။ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့စစ်မှန်တဲ့တငယ်ချင်းဆိုတာဘသူကဘလို့ပဲရန်တိုက်ပေးပါစေချင်းချင်းယုံကြည်မှုရှိရင်ဘယ်တော့မှမပြုတ်ကွဲဘူးဆိုတာကဘာနဲ့မကီတို့ကတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။